မင်္ဂလာပါဗျ Cambridge Lab ကနေကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်က1 equal to 2ပေါ့နော်တင်းတင်းတင်းနဲ့ညီရဲဆိုတဲ့တက်တည်ပြတဲ့တစ်ခုကိုကျွန်တော်သင်ပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်စပြီးတော့ဝင်လိုက်ရအောင်ပေါ့နော် Okay အဲ့တော့ပုံမှန်အပြင်တော့တင်းတင်းတင်းနဲ့ကညီစရာဘာအကြောင်းမှမရှိဘူးတစ်ကတစ်ပဲနှစ်ကလည်းနှစ်ပဲတကယ်တော့နှစ်ဆိုတာကတင်းနဲ့တင်းနဲ့ကိုပေါင်းမှနှစ်ဆိုပြီးဖြစ်လာဒါပေမဲ့တင်းတင်းနဲ့ကိုမပေါင်းမဲ့နဲ့နှစ်နဲ့ညီအောင်လို့ကျွန်တော်လုပ်ပြမှာပဲအဲ့တော့ကျွန်တော်တို့အရင်ဆုံးပေါ့နော် A နဲ့ B ဆိုတဲ့အခရာနှစ်ခုကိုကျွန်တော်တူရဲလို့ကျွန်တော်တို့ကအဲ့ဟာစလိုက်ရအောင်နော် A B ပေါ့ A equal to B ပေါ့ let's A equal to B အဲ့တော့ A နဲ့ B နဲ့တူတယ်ပေါ့အဲ့တော့ A နဲ့ B နဲ့တူတယ်ဆိုရင်ကျွန်တော်တို့က A square equal to ဆိုရင်ကျွန်တော်တို့က A နဲ့ A နဲ့မြှောက်မှာပေါ့အဲ့တော့ဒီနေ့အပြင် AB ဆိုပြီးတော့ရေးလိုက်မယ်အဓိပ္ပာယ်ကတော့ A square equal to တကယ်တော့ A into A ဒါပေမဲ့ကျွန်တော် A နေရာမှာ B အစားသုံးလို့ရတာဖြစ်တဲ့အတွက်ကြောင့် A နဲ့ B နဲ့တူတာဖြစ်တဲ့အတွက်ကြောင့် A square equal to AB okay အဲ့တော့ A square equal to AB ဆိုတော့ကျွန်တော်ညီမကြီးနှစ်ဖက်ရှိတယ် left hand side နဲ့ right hand side ပေါ့နော်အဲ့တော့နှစ်ဖက်တွေကနေleft hand side တွေကနေကျွန်တော် B square ကိုနှုတ်လိုက်မယ် okay အဲ့တော့ right hand side တွေကနေလည်းကျွန်တော် B square ကိုပြန်နှုတ်ရမှာပေါ့ sorry ဒီလိုပေါ့ AB minus B square ပေါ့ okay ပြောချင်တာ B square ပြန်ကျေလို့ရတယ်နော်ပြန်ကျေလို့ရတာဖြစ်တဲ့အတွက်ကြောင့်မူလ equation ကိုမပြတ်သွားစေဘူးအဲ့တော့ကျွန်တော်ဒီမှာတစ်ချက်ကြည့်ပါဦး A square minus B square ပေါ့ရှေ့ကိန်းတစ်ထက်အနှုတ်နောက်ကိန်းတစ်ထက်ကျွန်တော်သိတယ်နော်ငယ်တွေကသိတယ်အပေါင်းတစ်ခွင်းအနှုတ်တစ်ခွင်းဆိုရင်ရှေ့ကိန်းတစ်ထက်အနှုတ်နောက်ကိန်းတစ်ထက်ဆိုပြီးတော့ကျွန်တော်သိထားတာရှိတယ်အဲ့တော့ A plus B တစ်ခွင်း A minus B တစ်ခွင်းပေါ့ okay အဲ့တော့တစ်ဖက်မှာကြတော့လေကျွန်တော် AB minus B square မှာ B ကပုံဖြစ်နေတယ် B ကပုံဖြစ်နေတဲ့အတွက်ကြောင့် B ကိုပုံထုတ်လိုက်မယ် A minus B ဆိုပြီးတော့ကျွန်တော်ကြံလိုက်မယ် okay အဲ့ဒီ okay ရနော်အဲ့တော့ဒီမှာအပေါင်းတစ်ခွင်းအနှောက်တစ်ခွင်းဒီမြှောက်ထားတာဖြစ်တယ်ထို့အတူ B နဲ့ A minus B နဲ့မြှောက်ထားတာဖြစ်တယ်အမြောက်ပုံစံနဲ့ဖြစ်နေကြတယ်အဲ့မှာ A minus B ကညီမကြီးနှစ်ဖက်စလုံးမှာရှိနေတယ်ရှိနေတော့ကျွန်တော်ခြေလိုက်တယ် A minus B ကိုခြေလိုက်တယ်ခြေလိုက်တော့ဘာကြံလဲဆိုတော့A plus B equal to B ပေါ့ A plus B မှာကျွန်တော် A နေရာမှာကျွန်တော် B အစားသုံးလိုက်မယ်အဲ့တော့ B plus B equal to B B plus B ဆိုတာ 2B equal to B B နဲ့ B နဲ့ပြန်ခြေလိုက်ရင်2 equal to 1 okay အဲ့တော့နည်းနဲ့တင်နဲ့ညီသွားပြီပေါ့နော်နည်းနဲ့တင်နဲ့ပဲပြောပြောတင်နဲ့နဲ့ပဲပြောပြော1နဲ့2နဲ့ညီသွားပြီနော်ဆိုတော့တစ်ချက်ပြန်ကြည့်အောင်ကျွန်တော်တို့ဒီ proof လုပ်သွားတဲ့ကျွန်တော်အခု proof လုပ်သွားတဲ့ကဏ္ဍမှာဘယ်ပိုင်းကလွဲသွားတာရှိတယ်ပေါ့နော်ဘယ်ပိုင်းမှားသွားတာရှိတယ်ပေါ့တကယ်ဆိုရင်တင်းနဲ့နဲ့ကညီစရာအကြောင်းမှမရှိတာနော်ညီစရာအကြောင်းမရှိတာကိုအခုညီသွားတယ်ဆိုတော့တခုခုတော့သင်္ချာရဲ့ဒီခေါ်မယ် news တစ်ခုခုကျွန်တော်တို့ကချိုးဖောက်တာဖြစ်ဖို့များတယ်ပေါ့ဘယ်နေရာဖြစ်မလဲပေါ့ဒီနေရာမှာလားဒီနေရာမှာလားပေါ့ချက်ကြည့်အောင်အဲ့တော့ကျွန်တော်ပြောလိုက်ပါမယ်ဒီနေရာမှာပါနော်ဘာလဲဆိုတော့ A minus B နဲ့ A minus B ကိုကျွန်တော်တို့ကအမြောက်ပုံစံရှိနေတဲ့အရာကိုခြေသွားတာပါအဲ့တော့သဘောတစ်ခုကဗျာဒိတ်ပဲကတော့ A minus B ကို A minus B နဲ့စားလိုက်ပေါ့စားလိုက်တဲ့အခါ A minus B ကို A minus B နဲ့စားလိုက်ရင်အမြောက်ပုံစံဖြစ်တဲ့အတွက်ကြောင့်1ရသွားတာပေါ့နော်1ရတာပေါ့1ရတယ်ဆိုတဲ့အဓိပ္ပာယ်ကဒီနှစ်ခုကိုစားလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ဒါပေမဲ့ဒီတိက okay တယ်ဒါမှန်တယ်မမဟုတ်ဒါပေမဲ့ဒီအချက်နဲ့ရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဒီအချက်ကိုကျွန်တော်ထည့်သွင်းစဉ်းစားရင်တော့မှားတယ်ပြောချင်တာက A minus B ဆိုတာဒီ A နဲ့ B နဲ့ဒီတူတယ်ပြောချင်တာ A နေရာမှာကျွန်တော်တို့က B ကိုအစားထိုးလို့ရတယ် B minus B ကိုပြောခြင်းပဲအောက်က A minus B တဲ့အဲ့လိုပဲ A နေရာမှာ B ကိုအစားထိုးလို့ရတယ်အဲ့တော့ B minus B ကိုပြောခြင်းပဲ B minus B ဒီ0အောက်က B minus B တဲ့0အဲ့တော့0ကို0နဲ့စားရင်ဒီအပေါ်ကပိုင်းဝေကပြဿနာမရှိပေမဲ့ပိုင်းခြေကပြဿနာရှိတယ်ပိုင်းခြေဒီ0ဖြစ်လို့မရဘူးတော့သင်ရှာပါ0ဖြစ်တာနဲ့အဲ့ဒါဒီ undefined လို့ခေါ်တယ် UNDEFINED undefined လို့ခေါ်တယ်
undefined ဆိုတာဘယ်လိုပြောရမလဲအဓိပ္ပာယ်သတ်မှတ်ချက်မရှိပေါ့နော်အဓိပ္ပာယ်သတ်မှတ်လို့မရတဲ့အရာလို့ကျွန်တော်တို့ကခေါ်မှာပေါ့အဲ့တော့တချို့ကလည်း find 0ဆိုရင် infinity လို့ပြောကြတာရှိတယ် infinity ဒါမျိုးတွေမှန်တော့ तू က undefined လို့ပြောတာပို့ပြီးတော့သင်တော်တယ်ဘာကြောင့်လဲဆိုတော့ infinity က तू နှစ်ခုရှိတယ် infinity positive infinity ရှိတယ် negative infinity ပြောချင်တာ minus infinity ရှိတယ်နှစ်ခုရှိတယ်အဲ့တော့ဒီဒါလည်းဖြစ်နိုင်တယ် positive infinity လည်းဖြစ်နိုင်တယ် negative infinity လည်းဖြစ်နိုင်တာဖြစ်တဲ့အတွက်ကြောင့် undefined လို့ပြောတာတော့အသိဉာဏ်အစိုးပဲထားပါတော့ဒီကိစ္စနဲ့ပတ်သက်တာတော့ကျွန်တော်နောက်ပိုင်းမှာဗီဒီယိုတစ်ပုဒ်နဲ့ကျေလို့ရှင်းပြဖို့ရှိပါတယ်အဲ့တော့လောလောဆယ်တော့ထားပါတော့0.0ဒီကျွန်တော်တို့ကစားလို့မရဘူးပြောချင်တာ1မထွက်တာတော့သေချာပြီလေနော်0.0ဒီ1နဲ့မညီတာသေချာပြီ1နဲ့မညီတာသေချာပြီဆိုရင်ကျွန်တော်တို့ဒီ equation ကနေစပြီးတော့စမှားပြီa plus b equal to b ဆိုတာဒီကျွန်တော်ရမှာမဟုတ်တော့စားလို့မရမှာတော့အဲ့ a plus b equal to b ဆိုတာဒီဖြစ်လာမှာမဟုတ်တော့ဒီကနေဒီကိုဖြစ်လာမှာမဟုတ်တော့အဲ့တော့ကျွန်တော်စမှားသွားတဲ့နေရာဒီနေရာဖြစ်ပါတယ်မှားသွားတဲ့အကြောင်းရင်းဒီ0.0 ပိုင်းဝေ0ဖြစ်တာကအရင်ကြည့်ဦးပိုင်းခြေ0ဖြစ်တာကတော့အရင်ကြည့်ရယ်ပိုင်းခြေ0ဖြစ်လို့မရဘူးပိုင်းခြေ0ဆိုရင် undefined ဖြစ်သွားပါတယ်အဖြေကအဲ့တော့ undefined ဖြစ်သွားတယ်ဆိုရယ်ဒီတွက်ထုတ်လို့မရဘူးအဓိပ္ပာယ်သတ်မှတ်ချက်မရှိဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ပြောချင်တာသိကြတော့1နဲ့ညီတာမဟုတ်ပါ1နဲ့မညီပါဘူးအဲ့တော့ဒီချက်ကိုကျွန်တော်တို့ကဒီ break လောက်သွားတာပေါ့နော်ကျွန်တော်မေ့သွားတယ်ကျွန်တော်လစ်လူရှုသွားတာဖြစ်တဲ့အတွက်ကြောင့်ဒါ2 equal to 1ဆိုတဲ့အဖြေကြာချင်းဖြစ်ပါတယ် okay ဒီနေ့တော့ဒီလောက်ပါပဲဒီနေ့ကကျွန်တော်1နဲ့2နဲ့ကိုညီတယ်ဆိုတဲ့ဥပဒေတစ်ခုကို proof တစ်ခုကိုကျွန်တော်ပြသွားတယ်ပြီးတော့အဲ့ proof ကိုမှတစ်ဆင့်ဘယ်နေရာကလွဲမှားသွားတယ်ဆိုတဲ့အချက်ကိုလည်းကျွန်တော်ပြန်ထောက်ပြသွားတာဖြစ်ပါတယ် okay ဒီနေ့တော့ဒီလောက်ပါပဲနောက်မှပြန်လည်လုပ်ပြပါမယ်